2000လောက်ပေးလိုက်ရတယ်အဲ့ဒီဟာကိုတစ်စုံတစ်ရက်အကောင့်ပေးမြုံပေးဆိုမှတစ်နှစ်ပတ်လုံးစုဆောင်းထားတဲ့အရာမှာခရစ်စမတ်ကာလမှာသုံးမယ်ဆိုမှဝယ်လိုက်တယ်ဒါပေမဲ့တစ်စုံတစ်ယောက်ကိုပေးပါလို့တစ်ရက်ပိုင်ဆက်မှုပေးခိုင်းရင်တင်ပေးချင်မလားဖခင်သခင်ကတော့ကျွန်တော်လူသားတွေအတွက်ပေးရဲပါတယ်ဘာကြောင့်လဲဆိုတော့ထိုယေရှုခရစ်တဲ့လူသားအားလုံးကိုဖခင်ရှင်ပုံမှန်တန်ဖိုးထားနေပါတယ်အာမင်တကယ်ကိုတန်ဖိုးထားကြောင်းကိုကျွန်တော်တွေ့ရပါတယ်ဖခင်ရှင်နှလုံးသေးဖို့ဖခင်သခင်ရင်ခုန်တန်ကတင်နဲ့ကျွန်တော်ဖြစ်နေပါတယ်အာမင်တင်နဲ့ကျွန်တော်ကိုသိချင်တယ်ဖခင်သခင်ကထိုယေရှုခရစ်တော်ကိုစင်ကြွနေစေခြင်းကလူသားတွေအားလုံးနဲ့ဖခင်သခင်ကြားထဲမှာတပြင်းနဲ့တပေါင်းတည်းဖြစ်သွားနိုင်ဖို့အတွက်ပေါင်းစည်းခြင်းရဲ့နမိတ်လက္ခဏာဖြစ်ပါတယ်ယေရှုခရစ်တော်မွေးဖွားတဲ့နေရာကဘယ်နေရာဖြစ်ပါသလဲမိကုံမေးချင်ပါသေးတယ်ဘယ်မှာလဲတခင်ရှုမွေးဖွားတဲ့မြို့ကဘယ်မြို့လဲဘယ်နေမြို့ဖြစ်ပါလဲကျွန်တော်ဒီနေ့မှာလည်းကြားပြီးပြီကျွန်တော်ဒီခရစ်စမတ်တိုင်းမှာတော့အဲ့ဒီဘက်တွေကတော့မပိုင်မပြီးပါဘူးခုနကျွန်တော်တချင်းဆိုတဲ့ခါမှာလည်းဂလိလိယဘယ်နေမြို့မှာမွေးဖွားပြီးဆိုတာကိုတွေ့ရပါတယ်ဘယ်နေမြို့ဆိုတဲ့ကတကယ်တော့အင်တမပင်တမိုင်းဝင်မြို့တစ်မြို့အဖြစ်ပြောင်းလဲနိုင်ဖို့အတွက်ထိုယေရှုခရစ်တော်ရောက်ရှိလာပါတယ်ထိုဘယ်နေမြို့ကိုကမ္ဘာတမိုင်းရောခရစ်ယာန်တမိုင်းရောလူတွေနှလုံးသားထဲမှာရောထာဝရကာလအစဉ်ဆက်မပြတ်ရှိနိုင်ဖို့ထိုဘယ်နေမြို့ကိုသခင်ရှုအသုံးပြုခဲ့ပါတယ်ထိုဘယ်နေမြို့ဒီအစကတော့မြို့တိမ်မြို့ငယ်ဘာမှအသုံးမကျတဲ့နေရာတစ်ခုဖြစ်ခဲ့တော့ညာလဲထိုယေရှုခရစ်တော်ရောက်ရှိတဲ့အချိန်လေးစပြီးမှအပြောင်းလဲကြီးပြောင်းလဲတော့ပါမယ်ဒီနေ့တင်တဲ့ကျွန်တော်ရဲ့နှလုံးသားယခုဘဝနောင်ဘဝအတွက်ကျွန်တော်ဒီမတင်ချမ်းမေးရနေတဲ့ဘဝတွေအတွက်ထိုယေရှုခရစ်တော်ဒီတင်တဲ့ကျွန်တော်တို့ရောက်ရှိလာပြီဖြစ်ပါတယ်အာမင်တင်ရဲ့ဘဝမတင်မချမ်းမရေမရာဖြစ်နေတဲ့အနာဂတ်ကိုတိတိကျကျတိတိကျကျဖြစ်နိုင်ဖို့အတွက်ယေရှုခရစ်တော်လောကထဲမှာရောက်ရှိလာပြီဖြစ်ပါတယ်ထိုယေရှုခရစ်တော်မွေးဖွားခဲ့တဲ့ဗတ်လင်မျိုးအကြောင်းကိုကြည့်တဲ့အခါမှာတွေ့ရရာဇဝင်တွေကတအားကိုထူးဆန်းပြီးတော့မှနမိတ်လက္ခဏာတွေနဲ့ပြည့်စုံတယ်ဆိုတာတွေ့ရပါတယ်ကျွန်တော်ကျမ်းစာမှာရုတရဲ့အကြောင်းကိုတွေ့ရပါတယ်အဲ့ဒီရုတဆိုတာကတကယ်တော့ Israel လူမျိုးတရားမဟုတ်ပါဘူးဂျူးလူမျိုးအနွယ်မဟုတ်ပါဘူးသူကမောဘအမျိုးနွယ်ဖြစ်ပါတယ်မောဘအမျိုးနွယ်ကနေပြီးတော့မှသူကဒီသူ့ရဲ့ရောက်ခမဖြစ်တဲ့နောမီရဲ့နောက်ကိုလိုက်လာရင်းနဲ့မောဘပြည်နယ်မှာမနေတော့သူ့ရဲ့ရောက်ခမကငါကတော့ဘက်လက်မြို့ကိုပြန်တော့မယ်လို့ဆုံးဖြတ်တဲ့ခါမှာရောက်ခမနောက်ကိုသူကကောက်ကောက်ပေါင်လိုက်လာတယ်လိုက်လာတဲ့ခါမှာအရင်တော့ကတော့သူဟာမုံဆိုးမတယောက်ဖြစ်ပါတယ်ရုတာဟာမုံဆိုးမကောင်းကောက်ဆရာလည်းမရှိတော့အဲ့တော့တို့စားဆရာလည်းမရှိတော့နောက်ဆုံးတော့ဘက်လက်မြို့ကိုရောက်လာတယ်ဘက်လက်ရဲ့အထိပ္ပယ်ကအသက်မုံလို့ခေါ်ပါတယ် life of bread လို့ခေါ်ပါတယ်ဆိုလိုတဲ့အထိပ္ပယ်ကဘက်လက်ကိုရောက်တဲ့လူတိုင်းဟာတင်ဟာစားဆရာမရှိဘူးဆိုရင်စားဆရာရှိဖို့ဖျားရှင်ပြင်ဆင်ပေးပြီးတာဖြစ်ပါတယ်အာမင်အသက်ဆက်ဖို့အတွက်မျောလင့်ချက်မရှိတော့ဘူးဆိုရင်ဘက်လင်ကိုရောက်ပြီဆိုတာနဲ့တင်ဟာမျောလင့်ချက်တွေရှင်တန်လာပြီးတာဖြစ်ပါလိမ့်မယ်ထိုဘက်လင်မြို့ကိုရုတရောက်တဲ့အချိန်လေးစပြီးမှသူ့ရဲ့မျောလင့်ချက်မဲ့တဲ့ဘဝကမျောလင့်ချက်တရားရံလုံးပြည့်ရှံလာခဲ့ပါတယ်ပြီးတော့မှရုတရဲ့အကြောင်းကိုပြန်ပြီးမှကြည့်တဲ့အခါမှာကောင်းကောင်းဆရာမရှိတဲ့မုတ်ဆိုးမသူများကလည်းမုတ်ဆိုးမဆိုတော့သူများတွေကလည်းဂယုမဆိုင်ချင်တော့ပိုဆိုးတာကသူကဂျူးလူမျိုးနဲ့မဟုတ်ဘူးဆိုတော့ကျန်တဲ့ဂျူးလူမျိုးတွေကတပားမျိုးသားတွေကိုကဲ့ရဲ့တဲ့အချိန်ကာလဖြစ်ပါတယ်လုံးဝဆက်ဆံလို့မရဘူးစကားပြောလို့လည်းမရဘူးသူတို့ကိုပေါင်းပြီးဆက်ဆံလို့လည်းမရဘူးတကယ်လို့ဂျူးလူမျိုးတယောက်ကတပားမျိုးသမီးတပားမျိုးသားတွေကိုတွားပြီးမှပေါင်းပြီးဆက်ဆံတယ်ဆိုရင်အဲ့ဒီလူမတန့်ရှင်းဘူးလို့မှတ်ပါတယ်မတန့်ရှင်းဘူးဆိုရင်တော့အဲ့ဒီလူကအမင်္ဂလာနဲ့ပြည့်ပြီပေါ့ဒီလိုအခြေအနေမျိုးထဲမှာနောက်ဆုံးတော့ရုတကဗက်လင်မြို့ကိုရောက်သွားတဲ့အခါမှာဖျားခင်ဒီအော်ဖွယ်သူ့ရဲ့ဘဝကိုအမှုပြုပါတယ်အမှုတစ်ကိုပြုဖို့အတွက်ရုတတွေဗက်လင်မြို့ကိုရောက်ရှိလာတယ်အဲ့ခါမှာသူ့ရဲ့ပျော်လင့်ချက်မဲ့တဲ့ဘဝကနေပြီးတော့ဖျားရှင်ကသူ့ကိုချီးမြှောက်နိုင်ဖို့အတွက်ဘုဒ္ဓကိုအတုံးပြုလဲဆိုဘောဇကိုအတုံးပြုပါတယ်အာမင်ဘောဇလို့ပြောရအောင်ဘောဇကိုအတုံးပြုပါတယ်ထိုဘောဇအဖြစ်ဖျားခင်ဒီရုတကိုချီးမြှောက်တဲ့ယနေ့ယေရှုခရစ်တော်ရဲ့ဆွေတော်စင်မျိုးတော်ဆက်ဆင်းမှာကြည့်တဲ့အခါမှာရုတဆိုတဲ့နာမည်ကိုအကြီးကြီးတွေ့ရပါလိမ့်မယ်အာမင်ဒီနေ့သင်နဲ့ကျွန်တော်ရဲ့ဘဝယခုဘဝနောင်ဘဝအတွက်ကျွန်တော်မျှော်လင့်ချက်မရှိတဲ့ခါမျိုးမှာဖျားခင်ဒီဘုဒ္ဓကိုအတုံးပြုလဲဆို
တင်နဲ့ကျွန်တော်တို့ရဲ့ဘဝကိုမြေတောင်မြောက်ပေးဖို့အတွက်အမြင့်ဆုံးသောတန်ဖိုးကိုမြင့်တင်ပေးဖို့အတွက်ဘောဆကိတ်တော်သခင်ရှုခရစ်တော်ကိုတင်နဲ့ကျွန်တော်တို့ပေးလိုက်ပြီဖြစ်ပါတယ်အာမင်လက်ဆောင်လို့ပြောလိုက်တဲ့ခါမှာအဲ့ဒီလက်ဆောင်ဆိုတာကိုကျွန်တော်လက်ခံတတ်ဖို့အတွက်လိုအပ်ပါတယ်လက်ဆောင်ဆိုတဲ့အတိတ်ကယူချင်လဲရတယ်မယူချင်လဲရပါတယ်မိတ်ဆွေကအဲ့ဒီဟာကိုယူမယ်ဆိုရင်အဲ့ဒီလက်ဆောင်တွေတည့်ရဲ့ဘဝကိုကောင်းချီးပေးမဲ့ဟာဖြစ်ပါတော့ဒါပေမဲ့အဲ့ဒီလက်ဆောင်ဟာကျွန်တော်တို့မဟုတ်ဘူးလို့သင်ကညင်းပယ်မယ်ဆိုရင်တော့သင်ရဲ့ဘဝဟာအခုချိန်မှာတော့ညင်းပယ်တဲ့အကျိုးကျေးဇူးဘာမှသိမှာမဟုတ်ပေမဲ့နောက်တစ်ချိန်ခရစ်တော်ပြန်ပြီးမှကြွလာတဲ့ခါမှာထိုညင်းပယ်ခြင်းဟာအင်တမပင်စိုးတွန်းလာချီလာတကယ်ကိုယူကြုံမရဖြစ်ပြီးမှဝမ်းထဲမှာဖြစ်ပါတယ်။ဘာနဲ့တူလဲဆိုတော့နော်အေးတင်မောထဲမှာဘယ်သူမဆိုဝင်လာလို့ရပါတယ်။ဝင်လာဖို့အတွက်ဖိတ်ခေါ်တယ်လာကြပါလူအပေါင်းကိုနော်အေးတင်မောထဲမှာဝင်ဖို့အတွက်ခေါ်ပါတယ်။ခေါ်တာကတင်မောထဲဝင်ရင်ဘယ်လောက်ပေးရမယ်ဆိုမှတန်ဖိုးတတ်မှတ်ခြင်းရှိပါသလား။မရှိပါဘူး။ဘယ်သူမဆိုဝင်လာလို့ရပါတယ်အခမဲ့ဖြစ်ပါတယ်။ဒါပေမဲ့လူအပေါင်းတို့ကဂရုမစိုက်ပါဘူး။အခမဲ့ဖြစ်တဲ့တင်မောထဲမှာမဝင်ချင်ဘူး။အခမဲ့ဆိုရင်လူတွေကဘယ်လိုထင်လဲဆိုတော့အရန်ကိုကျွန်တော်အောက်ကြတဲ့အရာအလကားအပေါ်စားလို့ထင်ပါတယ်အဲ့တော့မဝင်ချင်ပါဘူးဒီနေ့ယေရှုခရစ်တော်လေးလည်းထိုအခမဲ့ဖြစ်တဲ့လက်ဆောင်တွေနဲ့လောကထဲမှာကြွဆင်းလာပြီဖြစ်ပါတယ်ဖခင်သခင်ကဗာပြောလဲဆိုတော့သူ့ရဲ့အချစ်ဆုံးသောသားတော်ကိုပေးလိုက်ပြီတဲ့ပေးတယ်ဆိုတဲ့အိဗေကရော့ဆိုမှသူ့အတွက်သူ့ရဲ့ပိုင်ဆိုင်မှုထက်နေပြီးမှတစ်ဖက်လူထက်မှာလွှဲပြောင်းပေးရလိုက်တာဖြစ်ပါတယ်ဒီနေ့ထိုယေရှုခရစ်တော်ကိုသင်တဲ့ကျွန်တော်ထဲတို့ဘုရားသခင်ကလွှဲပြောင်းပြီးမှပေးအပ်လိုက်ပြီဖြစ်ပါတယ်အာမင်ထိုအရှင်သခင်ကသင်တဲ့ကျွန်တော်ရဲ့နေရာထဲမှာနှလုံးသားထဲမှာဝင်လာဖို့အတွက်ရှိနေပါပြီထိုအရှင်သခင်ကိုသင်လက်ခံယူခြင်းပဲဆိုရင်ထိုအရှင်သခင်ကသင်ရဲ့ဘဝကိုကောင်းချီးပေးဖို့အတွက်ခုနကကျွန်တော်ဒီမှာ Prison Worship မှာဆိုပါတယ်လောကဝမ်းမြောက်ဖျားကြွလာတဲ့အောက်မင်္ဂလာကနေပြီးတော့မှမင်္ဂလာကိုသူကကူးပြောင်းပေးဖို့အတွက်ကြွလာပါတယ်ဒီလူငယ်တွေအခုဒီမှာကိုစုံပြီးဒီမှာဗီဒီယိုဒရိုက်တာတခုတူရိုက်နေတယ်သူဝတ်ထားတဲ့အင်ဂျီမှာ Holy Exchange လို့ရေးထားပါတယ်အဲ့ဒါကဘာလဲဆိုတော့ဘုရားသခင်ကမြင့်မြတ်တဲ့အပြောင်းလဲဖလှယ်ခြင်းကိုဘုရားသခင်ကတအားဘုရားသခင်ကမျက်နှိုးပါတယ်မြင့်မြတ်တဲ့ဖလှယ်ခြင်းဆိုလိုတာကအမင်္ဂလာဘဝကနေပြီးမှမင်္ဂလာဘဝဆင်းရဲခြင်းကနေပြီးမှချမ်းသာခြင်းကြာရှုံးခြင်းကနေပြီးမှအောင်မြင်ခြင်းအဲ့လိုမျိုးမြင့်မြတ်တဲ့ဖလှယ်ခြင်းကိုဘုရားသခင်ကလှုပ်ဆောင်ချင်ပါတယ်အဲ့လိုဖလှယ်နိုင်ဖို့အတွက်ကတော့ထိုဖလှယ်ခြင်းရဲ့အဖို့ခါတစ်ခုကတော့အများနဲ့ရှိပြီးသားဖြစ်ပါတယ်အဲ့ဒီအဖို့ခါကတော့ဘာလဲဆိုတော့ယေရှုခရစ်တော်ကိုယ်တိုင်ပဲဖြစ်ပါတယ်ထိုယေရှုခရစ်တော်ရဲ့ကောင်းခြင်းမလားယနေ့တင်တဲ့ကျွန်တော်ပေါ်မှာသူပဲတက်ရောက်ပါစေလုံခဲ့တော့နှစ်ပေါင်းမြောက်များစွာတော့ဒီလူတွေမတိုးတက်ခင်မှာဒီလူရိုင်းတွေပေါ့လေနေရာတကာမှာလူရိုင်းတွေရှိပါတယ်အဲ့တော့ဒီအာဖရိကမှာလည်းလူရိုင်းတွေရှိတဲ့ခါမှာတို့ရဲ့ထူးဆန်းတဲ့အပြုအမူတွေကဘာလဲဆိုတော့တို့ကတရွာနဲ့တရွာတို့အမြဲတမ်းစစ်ပိုက်လေးရှိတယ်လို့နေမြေအမြဲတမ်းလှုပ်ကြတယ်နေမြေချက်ကြတယ်အဲ့ဒီအာဖရိကလူရိုင်းတွေပေါ့လေအဲ့ဒီလူရိုင်းတွေကတရွာနဲ့တရွာလည်းမတည့်ကြဘူးနောက်မှလူသားလည်းစားကြတယ်နောက်ပြီးတော့မှတို့ရဲ့နေမြေတွေမှာမြင့်ဝတွေမှာဆိုရင်ကျွန်းလေးတွေပေါ်လာပြီဆိုရင်ဒီကျွန်းကဘတူပိုင်းနဲ့ငါးပိုင်းနဲ့အများနဲ့ငင်းခုန်ကြတယ်ငင်းခုန်တယ်လို့အဲ့ဒါကိုနေမြေလူဖို့အတွက်နေမြေလူတိုက်ပွဲတွေအများနဲ့စစ်ပွဲတွေဆင်နွှဲလေးရှိပါတယ်အဲ့တော့လူရိုင်းတွေရဲ့ဘဝမှာအများနဲ့ဟိုဘက်ရွာဒီဘက်ရွာဟိုဘက်တောင်ဒီဘက်တောင်အများနဲ့တိုက်ခိုက်ကြတယ်ဒါပေမဲ့တို့စီမှာထူးဆန်းတဲ့စီမင်းတစ်ခုတွေကဘာလဲဆိုတော့တို့တွေတရွာနဲ့တရွာစစ်ပြေငိမ့်မယ်ဆိုရင်ဘာလို့ရတယ်လဲဆိုတော့တို့ဟိုဘက်နဲ့ဒီဘက်ကြားထဲမှာတို့ကကလေးမွေးစားရပါတယ်ဘလို့ကလေးမွေးစားရတယ်လဲဆိုတော့ဟိုဘက်ရွာကလူရိုင်းတွေရဲ့ကလေးကိုဒီဘက်ရွာကလူတွေကမွေးစားတယ်မွေးခါစားကလေးပေါ့နောက်ဒီဘက်လူရိုင်းရွာကနေပြီးတော့မှမွေးခွာလာတဲ့မွေးခါစားကလေးကိုဟိုဘက်ရွာကိုပို့လိုက်တယ်အဲ့တော့ကလေးချင်းတို့ကဖလှယ်လိုက်တယ်ဒီဘက်ပိုင်တဲ့ကလေးကိုဟိုဘက်ပို့တယ်ဟိုဘက်ပိုင်တဲ့ကလေးဒီဘက်ပို့တယ်မွေးခါစားမနော်အဲ့ဒီကလေးကိုတို့ဘာလို့ရတယ်လဲဆိုအဲ့ဒီကလေးကိုနှစ်ဖက်စလုံးကတို့ပြုစုဆောင်ရှောက်ပြီးမှတို့ပြုစုပြောထောင်ရတယ်အဲ့တော့အဲ့ဒီကလေးလေးကိုပြုစုပြောထောင်တဲ့အခါမှာတကယ်လို့အဲ့ဒီပြုစုပြောထောင်ရင်းနဲ့ဟိုဘက်ရွာနဲ့ဒီဘက်ရွာပြန်ပြီးမှစစ်တိုက်ချင်တယ်ဆိုရင်တို့မွေးစားထားတဲ့အဲ့ဒီကလေးကိုတို့တက်လိုက်ပါတယ်တကယ်လို့တို့ကအမြဲတမ်းစစ်ပြေငင်းချင်တယ်ဆိုရင်တို့ရထားတဲ့ကလေးကိုတေချာပြုစုပြီးမှဒုသဆိုင်နဲ့တို့မွေးစားရပါတယ်မွေးစားပြီးတော့မှတို့ကဘယ်လိုခေါ်လဲဆိုတော့ဒါကငင်းချမ်းရင်ရင်သွေးလို့ခေါ်ပါတယ်အဲ့ဒီငင်းချမ်းရင်ရင်သွေးကိုတို့က
ဘက်ရွာဒီဘက်ရွာကသူတို့ကဒီမွေးစားပြီးတော့မှသူတို့စစ်ပြင်ငင်းချင်းအမှုကိုပြုတယ်အဲ့တော့နောက်ဆုံးတော့သူတို့ကစစ်တိုက်ချင်လာတဲ့ခါမှာကြာတော့သူတို့မွေးစားထားတဲ့ကလေးကဘလောက်ပဲထွားပါစေဘလောက်ပဲချောမောလှပါစေမိန်းကလေးဖြစ်မယ်ယောက်ျားလေးဖြစ်မယ်အဲ့ဒါကိုသူတို့ကဘယ်ရွာကိုသူတို့ကစစ်ကြင်ညာတော့မယ်ဆိုရင်သူတို့မွေးစားထားတဲ့ကလေးကိုသူတို့တပ်လိုက်တယ်တပ်လိုက်ပြီးမှဘယ်ရွာရဲ့နေဆက်ကိုတွားပြီးမှပို့လိုက်တယ်အဲ့လိုပို့လိုက်ပြီဆိုရင်သူတို့ကတိပြီဟာငါတို့ရဲ့မွေးစားငါတို့ရဲ့ကလေးကိုသူတို့တပ်လိုက်ပြီဒါဆိုရင်သူတို့ကပြန်ပြီးမှစစ်ပြင်ငိမ့်ချမ်းရေးစာချုပ်ကိုသူတို့ဖောက်ဖျက်လိုက်ပြီပဲအဲ့တော့နှစ်ဖက်ပြန်ပြီးမှစစ်တိုက်လာတယ်ဒီနေ့အဲ့ဒီတိုင်းမှာပဲဒီပုံဆောင်ချက်ကဘာနဲ့တူလဲဆိုတော့လောကနဲ့ကောင်းကင်နိုင်ငံကြားထဲမှာဖျားသခင်တဲ့လူတွေကရန်သူအနေနဲ့အစကရှိပါတယ်ထိုရန်သူဘဝကိုစစ်ပြင်ငင်းဖို့အတွက်ငင်းချမ်းရင်ရင်တွင်းငယ်ဖြစ်တဲ့ယေရှုခရစ်တော်လောကထဲမှာဆင်းကြွလာခြင်းဖြစ်ပါတယ်ထိုယေရှုခရစ်တော်ကိုကျွန်တော်ကပြုစုဆောင်ရှားဖို့လိုအပ်ပါတယ်အာမင်ထိုငင်းချမ်းရင်တွင်းငယ်ဖြစ်တဲ့ယေရှုခရစ်တော်ကိုကျွန်တော်ကထိန်းသိမ်းဖို့ပြုစုဆောင်ရှားဖို့အတွက်လိုအပ်ပါတယ်ထိုယေရှုခရစ်တော်အသက်ရှင်နေတဲ့ဖျားသခင်နဲ့လူဆက်ကြားထဲမှာရန်သူအနေနဲ့ဖျားကမမြင်တော့ပါဘူးဖျားသခင်နဲ့အမြဲတမ်းကောင်းချီးမင်္ဂလာနဲ့မဆာလို့မှာဖြစ်ပါတယ်ဒီနေ့ထိုယေရှုခရစ်တော်ကအသက်ရှင်သလားသိပြီလားအသက်ရှင်ပါတယ်အာမင်ထိုယေရှုခရစ်တော်အသက်ရှင်တဲ့တွေ့ဖျားသခင်နဲ့လူကြားထဲမှာယန်တူအနေနဲ့ဖျားကဘယ်တော့မှမမြင်တော့ပါဘူးယေရှုခရစ်တော်ဒီကောင်းကင်နဲ့လည်းဆက်ဆိုင်တယ်မြေကြီးနဲ့လည်းဆက်ဆိုင်ပါတယ်ကျွန်တော်ဒီကောရိန္သုဩဝါစာဒုတိယစာဆောင်ခန်းကြီး9ကိုကျွန်တော်ကြည့်တဲ့အခါမှာအဲ့ဒီအကြောင်းကတွေ့ရမယ်ယေရှုခရစ်တော်ဒီကျွန်တော်ကျမတို့အတွက်တန်တမန်ဖြစ်တယ်တဲ့လမ်းခင်းပေးတဲ့ငြိမ်းချမ်းရေးဖြစ်တယ်ဖျားသခင်နဲ့လူကြားထဲမှာရန်သူဖြစ်တဲ့အခြေအနေမျိုးကိုဖျားကစစ်ဆက်ဖြန့်ပြပေးတဲ့ရန်ငင်းချင်းပုဂ္ဂိုလ်ဖြစ်ပါတယ်အာမင်ထိုရန်ငင်းချင်းပုဂ္ဂိုလ်ဖြစ်တဲ့ယေရှုခရစ်တော်ဒီယနေ့သင်နဲ့ကျွန်တော်ရဲ့အသက်တာထဲမှာရှိပြီဖြစ်ပါတယ်ထိုယေရှုခရစ်တော်ဖြစ်တဲ့လက်ဆောင်ကိုသင်နဲ့ကျွန်တော်တို့ကလက်ခံတဲ့ထိုရာကိုကျွန်တော်နှလုံးသားထဲမှာဖွင့်ပြီးမှကြိုဆိုတဲ့လူတွေတော့ဖျားရှင်နေသင်နဲ့ကျွန်တော်တို့ထိုယေရှုခရစ်တော်နဲ့ဆက်ဆံတဲ့ကောင်းချီးမင်္ဂလာကိုအထူးပဲခံစားရမှာဖြစ်ပါတယ်ယေရှုခရစ်တော်ကိုဖူးမြော်ဖို့အတွက်မာဂုပညာရှိတွေကမြောက်များစွာဝေးလံလာတဲ့ခရီးကိုတို့ကထွက်ပြီးတော့မှတခင်ရှုစီမှာအရောက်လာရပါတယ်။ဘာကြောင့်လဲဆိုတော့ဘယင်ဖြစ်တယ်လောကရဲ့ရှင်ဘယင်ဖြစ်တယ်ဆိုတာကိုတို့သိတဲ့အတွက်ကြောင့်တို့ဘလောက်ပဲပင်ပန်းပါစေတို့ခီးထွက်ရဲပါတယ်။ထိုယေရှုခရစ်တော်ကိုဖူးမြော်နိုင်ဖို့အတွက်တို့ဘလောက်ပဲကုန်ကြသွားပါစေတန်ဖိုးရှိတဲ့အရာကိုတန်ဖိုးရှိတဲ့အရာနဲ့တို့ကပြန်ပြီးမှပူဇော်ပါတယ်။ဒီနေ့ထိုယေရှုခရစ်တော်ကိုကျွန်တော်အမြဲတမ်းပဲဖူးမြော်နိုင်ဖို့အတွက်ထိုယေရှုခရစ်တော်စီမှာကျွန်တော်ထိုယေရှုခရစ်တော်စီမှာမာဂုပညာရှင်တွေလို့အဝေးကြီးသွားဆရာမလိုတော့ပါဘူးသင်နဲ့ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာသူကအစင်သစ်ရှိနေပါအာမင်ယနေ့ဒီနေရာမှာယေရှုခရစ်တော်ရှိနေပါတယ်မာဂုပညာရှင်တွေလို့ကြည့်တဲ့အခါမှာကျွန်တော်အဲ့ဒီအကြောင်းလေ့လာတဲ့အခါမှာကျွန်တော်ကတော့ဘယ်လိုခံယူလဲဆိုတော့သူကတော့မာဂုပညာရှင်တွေကတော့ဒါအရှိပြလာတယ်လို့ပြောချင်မှာဘာဘူးလုံကနေပြီးတော့မှလာတယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ဘာဘူးလုံလို့ပြောတယ်လဲဆိုတော့ဘာဘူးလုံကအရင်တော့ဖျားသခင်ကိုအင်တမပဲတိကျွမ်းယူတယ်ပြီးတော့မှဖျားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေတဲ့ဒယင်လာတို့အဖွဲ့ရှိပါတယ်အာမင်ထိုဒယင်လာအဖြစ်ရှာရမရှက်အဘိနေခေါ်အဖြစ်ထိုဘာဘူးလုံပြည်နယ်ကဖျားသခင်ကိုတိုင်းနိုင်ငံတစ်ခုလုံးကယုံကြည်ဖို့လုပ်ခဲ့ပြီးပါတယ်အဲ့ဒီမှာမာဂုပညာရှင်တွေလည်းမြောက်များစွာပါပါတယ်ဘယင်ကနေဗုခဒ်နေဆာနေဘယင်ကနေပြီးမှမာဂုပညာရှင်တွေအားလုံးကိုတတ်တော်မယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့အိမ်မက်အနက်ကိုမဖော်ပြနိုင်တဲ့အတွက်ကြောင့်ပညာရှင်တွေအမတ်တွေအားလုံးကိုတတ်မယ်လို့ဆုံးဖြတ်တဲ့အခါမှာဒယင်လကတို့အားလုံးကိုကယ်တင်ခဲ့ပူပါတယ်ဒယင်လကိုးကွယ်တဲ့ဖျားကိုဘိုးစဉ်ပေါင်ဆက်ကိုးကွယ်ခဲ့ကြတာဘာဘူးလုံနိုင်ငံမှာမြောက်များစွာရှိပါတယ်ထိုရတွေအားဖြင့်တို့ရဲ့ prophet ပြုချက်တွေကိုအမြဲတမ်းလေ့လာနေစောင့်မျှော်နေတဲ့ခေတ်ဆက်ဆက်ကနေစောင့်မျှော်နေတဲ့မာဂုပညာရှင်တွေမြောက်များစွာရှိပါတယ်ထိုသူတို့ဒီယေရှုခရစ်တော်မွေးဖွားတော်မယ်ဆိုတာကိုသိတဲ့အခါမှာတို့ရှိတဲ့နေရာနဲ့ပြီးမှအရောက်ရှိလာပါတယ်ဘာအတွက်လဲဆိုတော့တို့ဖူးမြော်ဖို့ဖြစ်ပါတယ်တို့ရဲ့ဘဝကိုကောင်းခြင်းမင်္ဂလာရစေခြင်းတဲ့ကြောင့်ဖြစ်ပါတယ်တို့ရဲ့ဘဝထိုယေရှုခရစ်တော်ကိုတွေ့မြင်ခြင်းအပြင်တို့ဟာထိုယေရှုခရစ်တော်နဲ့နှစ်ဖူးတွေ့ခြင်းအပြင်တို့ဘဝဟာအပြောင်းလဲခြင်းပြောင်းလဲမယ်ဆိုတာကိုတို့မျှော်လင့်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်နားလည်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ထို့ကြောင့်ထိုယေရှုခရစ်တော်ကိုမျှော်လင့်တဲ့သူတိုင်းအတွက်မျှော်လင့်တဲ့အရာတိုင်းပဲဖြစ်သွားပါတယ်ဒီနေ့ထိုယေရှုခရစ်တော်ကိုသင်နဲ့ကျွန်တော်တို့အထူးပဲမျှော်လင့်ကြရအောင်လို့အားပေးချင်ပါတယ်ထိုယေရှုခရစ်တော်ကယနေ့သင်နဲ့ကျွန်တော်တို့ရဲ့အလယ်မှာကျွန်တော်တို့အတွက်ထိုယေရှုခရစ်တော်ဒီလောကထဲမှာဆင်းကြွလာတဲ့ယနေ့ကျွန်တော်တို့ကိုတကားခောက်နေပြီဖြစ်ပါတယ်
ထိုယေရှုခရစ်တော်ကအဘုနဲ့ပန့်ရစ်ပြီးတော့မှအခုချိန်ထိကလေးလေးပဲရှိနေတော့မဟုတ်တော့ပါဘူးအာမင်ထိုယေရှုခရစ်တော်ဒီလောကကနေပြီးတော့မှကောင်းကင်ကိုထာဝရအသက်ကိုတန်ဖိုးကိုရရှိတဲ့သူဒီရှင်ပြန်ထောင်းမြောက်ပြီးမှကောင်းကင်နိုင်ငံကိုတက်ကြွသွားပြီဖြစ်ပါတယ်ယနေ့ထိုယေရှုခရစ်တော်ရဲ့နေရာမှာတန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်ကျမတို့နဲ့အတူမိတ္တာဖွဲ့ဖို့အတွက်တန်ရှင်တော်ဝိညာဉ်တော်ကိုအစားထိုးပါတယ်ဖျားခင်နာမည်ကအိမာနေလဖျားလို့ခေါ်ပါတယ်အိမာနေလရဲ့အဓိပ္ပာယ်ကဘာပြောလဲအိမာနေလရဲ့အဓိပ္ပာယ်ကငါတို့နဲ့အတူရှိတော်ဖျားတဲ့လွန်ခဲ့တော့နှစ်ပေါင်းမြောက်များစွာကအာဒန်နဲ့အေဝါဖျားခင်စကားနားမထောင်တဲ့အချိန်ကလေးကနေစပြီးမှဖျားခင်နဲ့လူဆက်ကြားထဲမှာအတူတူဆိုတာမရှိတော့ပါဖျားကလည်းလူကိုလာပြီးမှစကားမပြောတော့ဘူးဖျားခင်နဲ့လူနဲ့ဆက်ဆက်တဲ့အရာလည်းပြတ်တောက်သွားတယ်လူနဲ့ဖျားနဲ့အဝေးကြီးဝေးသွားတယ်ဘာကြောင့်လဲဆိုတော့ဖျားရဲ့စကားနားမထောင်တဲ့အချိန်ကာလကြောင့်ဖြစ်ပါလေထိုဝေးကွာသွားတဲ့အချိန်တွေအတွဲဖျားခင်ဒီယနေ့ထိုရတွေကိုအတိုးချပြီးမှယနေ့ကျွန်တော်နဲ့အတူရှိနေခြင်းကျွန်တော်ရဲ့အနီးပါးမှာရှိခြင်းနဲ့ကျွန်တော်နဲ့မိတ္တာဖွဲ့ခြင်းပါတယ်ထို့ကြောင့်လောကမှာဆင်းကြွလာခြင်းကဖျားခင်တွေလူကြားထဲမှာအတူတူနေဖို့ဖြစ်ပါတယ်လူရဲ့နှလုံးသားထဲမှာအတူတူနေဖို့ဖြစ်ပါတယ်ဖျားခင်နာပါဝင်ခြင်းကသင်ရဲ့အမင်္ဂလာမှန်သမျှအားလုံးကိုထုတ်ဖော်ပြီးတော့မှမင်္ဂလာဘဝကိုပြောင်းလဲဖို့ဖြစ်ပါတယ်ခုနကတစ်ချင်းမှာဗာပြောလဲဆိုသင်ရဲ့အမင်္ဂလာတွေအားလုံးကိုထုတ်ဖော်လိုက်မယ်တဲ့ဆိုလိုတာကအမင်္ဂလာကြောင့်ဆွေစဉ်မျိုးဆက်ကြိမ်ချင်းအမင်္ဂလာတွေခံစားရတယ်ကျွန်တော်မျိုးမျိုးဖြားလိုက်နားလိုက်ထွေးရတဲ့ကိုဒီဟာတွေအားလုံးဟာအမင်္ဂလာဖြစ်တယ်ဆိုတော့ဘုရားခင်ကကြေညာပြီးတော့မှထိုယေရှုခရစ်တော်ရဲ့ကျေးဇူးတရားထိုယေရှုခရစ်တော်ရဲ့ချစ်ချင်းမြတ်တာအားဖြင့်မင်္ဂလာဘဝကိုပြောင်းလဲဖို့အတွက်ယေရှုခရစ်တော်လောကထဲမှာဆင်းကြွလာခြင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့တက်တာမှာနောက်ဆုံးလို့ပြောရင်တော့အယံဝမ်းသာကြမှာထင်တယ်နော်နောက်ဆုံးနေနဲ့ဒီမှာတစ်ချက်ပြောချင်တာကရှင်ယောခရစ်ခန်းကြီးတစ်ထဲမှာဖြစ်ပါတယ်အခန်းငယ်73မှာကြည့်တဲ့အခါမှာရှင်ယောခရစ်ခန်းကြီးတစ်အခန်းငယ်73မှာထိုသားတော်မူကားတဲ့လူမျိုးနှင့်ဆက်ဆံ၍ဖွာတော်သားမဟုတ်မေထုံတမတာအဖြစ်ဖွာတော်သားမဟုတ်လူအလိုတရားဖွာတော်သားမဟုတ်ဖျားသခင်ဖွာတော်မူတော်သားဖြစ်တဲ့တဲ့အဲ့ဒီအပေါ်မှာစနစ်မှာကြည့်တဲ့အခါမှာထိုသူကိုလက်ခံရတော်သူဒီဟူသောကိုရောကိုယုံကြည်တော်သူတို့အားဖျားသခင်သားဖြစ်ရတော်ခွင့်ကိုပေးတော်မူ၏အာမင်ကျွန်တော်နောက်နေလိုက်ဆိုပေးပါဦးယုံကြည်တော်သူတို့အားဖျားသခင်ဤသားဖြစ်ရတော်အခွင့်ကိုပေးတော်မူ၏ဒီနေ့ဖျားသခင်ဒီသူ့ရဲ့အချစ်ဆုံးတော်သားတယောက်ထင်ရနေပြီမှာအချစ်ဆုံးတော်သားများဘဝကိုပြောင်းလဲခြင်းနဲ့ဘုရားရှင်ဖြစ်ပါတယ်အာမင်ဆိုလိုတာကအစတုန်းကတော့တခင်ယေရှုခရစ်တော်လောကထဲမှာမစင်ကြွလာခင်အတင်မခံခင်မှာတော့ဘုရားသခင်သားတော်တယောက်တည်းပဲရှိပါတယ်ဒီနေ့ထိုယေရှုခရစ်တော်ကိုလက်ခံယုံကြည်တဲ့အချိန်တွေစပြီးမှထိုအတင်ခံတော်မျိုးစေ့အားဖြင့်ဖြစ်ပေါ်တော့တင်တဲ့ကျွန်တော်တို့အားဖြင့်ဘုရားသခင်ယခုဒီသားတွေမြောက်များစွာရှိသွားပါပြီဖြစ်ပါတယ်အာမင်ထိုသားမြောက်များစွာတို့ကထိုယေရှုခရစ်တော်ကိုလက်ခံယုံကြည်တဲ့သူတိုင်းဟာတဲ့ဘုရားသခင်သားများဖြစ်ကြတယ်တဲ့အဲ့ဒီသားတွေကမေထုံတန်ဝါသားအားဖြင့်ဖွာတော့သားမဟုတ်လို့ပြောပါတယ်ဆိုလိုတာကလူတွေနားလည်တဲ့ဒါမေထုံတန်ဝါသားဆက်ဆံခြင်းအပြင်လေယူတောင်းဝခြင်းအပြင်တာသမီတွေဖြစ်လာတယ်အဲ့ဒါမျိုးလုံးဝမဟုတ်ဘူးတဲ့ထိုယေရှုခရစ်တော်ကိုလက်ခံယုံကြည်ခြင်းအပြင်တာဖြစ်ကိုရောက်ရှိပါတယ်။ဒီနေ့ကျွန်တော်ကောင်းကင်နိုင်ငံကိုပြန်ပြီးမှရောက်သွားတဲ့အခါမှာကောင်းကင်နိုင်ငံရဲ့ဒါကောင်းကင်တဲ့မြေကြီးတစ်ကိုဘုရားခင်ကဖန်ဆင်းပြီးတော့မှအဲ့ဒီမှာအတူတကွနေထိုင်ဖို့အတွက်ပြင်ဆင်တဲ့အခါမှာသခင်ယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့တာဦးအကိုကြီးဆုံးဖြစ်သွားပါလိမ့်မယ်။ခမဲတော်ဆိုရင်ဘုရားခင်တပါးလည်းပဲစိုးစံပြီးတော့မှယေရှုခရစ်တော်နဲ့ကျွန်တော်တို့ဒီတကယ်ကိုညီကိုများခဲ့လို့ဖြစ်သွားပါလိမ့်မယ်။အဲ့တော့တခင်ယေရှုခရစ်တော်ကကြိုတင်ပြီးမှ prophet ပြုချက်ကတင်တို့ဟာငါရဲ့ညီကိုများဖြစ်တယ်တဲ့အာမင်နောက်ဘာပြောလဲဆိုတော့တင်တို့ဟာငါရဲ့မိတ်ဆွေများဖြစ်တယ်တဲ့ဒါတခင်ယေရှုရဲ့ကြိုတင် prophet ပြုချက်ဖြစ်ပါတယ်တနေ့ကောင်းကင်နိုင်ငံကိုကျွန်တော်ပြန်ပြီးမှဝင်စားရတဲ့ခါမှာကျွန်တော်ကျမတို့အားလုံးကဖျားခင်သားသမီးများနေတဲ့ကောင်းကင်နိုင်ငံကိုရောက်ရှိရမှာဖြစ်ပါတယ်ထိုရာအားဖြင့်ယနေ့ကျွန်တော်ကျမတို့ကိုယ့်ရဲ့စိတ်ကိုပြန်ပြီးမှတတ်တာစိတ်မှဖျားခင်ရဲ့အလိုတော်ကိုဆောင်ပြီးတော့မှအသက်တာကိုတည်ဆောက်ရအောင်ယနေ့ထိုယေရှုခရစ်တော်ဝေဖွားခြင်းကကျွန်တော်ကျမတို့အတွက်ဖြစ်တဲ့အားလုံးစွာယနေ့ကျွန်တော်ကျမတို့ရဲ့နှလုံးသားတကားကိုဖွင့်တဲ့ခရစ်တော်ကိုကျွန်တော်ကြိုးဆိုနေရပေးကြရအောင်ခ
ခရစ်တော်ရဲ့ဥဆောင်မှုနောက်ကိုကျွန်တော်လိုက်တော့မယ်ခရစ်တော်ရဲ့ဥဆောင်မှုထဲမှာပဲကျွန်တော်ဟာအသက်ရှင်တော့မယ်ကျွန်တော်ရဲ့ဥဆောင်မှုထဲမှာကျွန်တော်မတွားချင်တော့ဘူးကျွန်တော်ရဲ့ဥဆောင်မှုဆိုရင်တော့လမ်းမကိုရောက်မှတင်ချတယ်ဒါကြောင့်ခရစ်တော်ကျွန်တော်ထဲမှာနေရာယူပါကျွန်တော်ထဲမှာမွေးဖွားလာဆိုပါဆိုမှကျွန်တော်ရဲ့တတ်တာကိုပြန်လဲပြီးမှတည်ဆောက်ပြီးတော့မှတတ်တာကိုခရစ်စမတ်ရဲ့ကောင်းချီးမင်္ဂလာနဲ့တူတည်ဆောက်တဲ့ရှိကြပါစေလို့နှုတ်ဘတော်အဖြစ်တိုက်တွန်းချင်ပါတယ်အားလုံးပေါ်မှာဖျားရှင်သူရဲ့ကောင်းချီးပေးပါစေအာမင်ကိုလိုချင်းမမှုရအဆိုတော်ချင်းပြီးရင်မွန်ခိုင်တို့နှစ်ယောက်စလုံးကိုတခါတည်းဖိတ်ခေါ်ကြရအောင်လက်ခုပ်တီးခြင်းအပြင်ကြိုဆိုကြရအောင်
တဲ့ဒီလက်ဆောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဟာလေးကိုတော့ခင်လေးမှာကျွန်တော်စနောက်တော့ကြီးညာစကုတ်ကနေပြီးတော့တစ်ချက်လောက်ကြီးညာတော့ခဲ့တယ်ဒီကျန်းစာကြောင်းနဲ့ပတ်သက်ပြီးတော့တစ်ချက်လောက်ကြီးညာချင်ပါတယ်လို့နော်Bachelor of Practical Theology ကိုကျွန်တော်တို့ကနေပြီးတော့ချိန်ပေးပြီးတော့အစီအစဉ်ရှိပါတယ်ဒီကျောင်းဖီးနဲ့ပတ်သက်ပြီးတော့60 ringgit 60ဆောင် present chain ကိုကျွန်တော်ပါရမှာဖြစ်တယ်တော့ဒီ present chain ပြတဲ့အခါမှာတော့ကျွန်တော် mail လေးကိုမပြောက်ခိုင်းစီပါနဲ့ကို mail လေးကိုကြားထားတဲ့နံပါတ်နဲ့လက်ဆောင်ကိုအပြင်ကောင်တာမှာယူရမှာဖြစ်တယ်နော်အဲ့တော့ mail လေးကိုမပြောက်ခိုင်းပါနဲ့လို့ဒီမှာလူငယ်တွေကနေပြီးတော့ခုချိန်ကနေစပြီးတော့စဝင်မှာဖြစ်ပါတယ်လို့ကလေးတွေပါတယ်ကလေးတွေမင်းလေးကိုလာမယ်လာမယ်ဆောင်းနေရအခုချိန်မှာတော့လို့မရသေးဘူးနော်စုတောင်းပေးဖို့ရဆရာပုံစံကနေပြီးတော့မှဆက်လက်ပြီးတော့မှအချိန်ယူတော့မှဖြစ်တယ်။သူစုတောင်းပြီးတဲ့အခါမှာတာလေတို့အစီအစဉ်ပြီးဆုံးတော့မှဖြစ်တယ်ဆိုတာကိုကျွန်တော်ကြည်ရချင်တယ်ပြောချင်တယ်ကျွန်တော်အချိန်ကတော့ဒါနဲ့ပဲကျွန်တော်အချိန်ကုန်တော့မှဖြစ်တဲ့အတွက်အားလုံးကျေးဇူးတင်တယ်လို့ကျွန်တော်ပြောချင်တာဖြစ်တယ်။တဲလို့ဆရာကြီးဆရာတို့ကြောင့်ကိုသိပေါ်ကြရအောင်။အားလုံးလက်ဆောင်ရကြပြီလား။ရမယ်တော့အားလုံးဆောင်ပြလိုက်ပါ။နောက်ပိုင်းမှာမရကြတဲ့လူတွေကိနေလို့ရှိပါသေးတယ်။နောက်ပြီးတော့ဒီနေ့ဒီမှာပေါင်ကြတဲ့လူအားလုံးများလည်းအထူးပဲကျေးဇူးတင်တဲ့အလူရှင်များအနေနဲ့ပါဝင်တဲ့လူတွေကိုလည်းကျေးဇူးတင်တယ်။နောက်ပြီးတော့ဒီနေ့အထူးခြားချက်ကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ဒီမှာ CCTV တက်ထားတာဖြစ်ပါတယ် TV ကင်မရာနဲ့ကျွန်တော်အပြင်မှာလည်းကောင်းကောင်းမွန်မွန်မြင်ရတာအဲ့ဒါကဒီ Graceful Green Company ပေါ့လေ CCTV ရဲ့ driver ဖြစ်တဲ့ကိုတန်နေကနေဒီမှာကူညီပေးတာဖြစ်ပါတယ်။ဒါကြောင့်ကိုတန်နေနဲ့ Graceful Green မိသားစု company ကိုလည်းအထူးပဲကျေးဇူးတင်တဲ့ဘုရားပူချုံးမှနေကြတာဖြစ်ပါတယ်။ကျွန်တော်ဒီတောက်ချန်နေတိုင်းသွားပြီးတော့မှပုံစံလုပ်နေတဲ့နေရာကနေဖြစ်ပါတယ်။အထူးပဲကျေးဇူးတင်ကြောင်းပြောလိုပါတယ်။နောက်ဘက်ကနေဒီမှာပံ့ပိုးတဲ့သူတွေအားလုံးနဲ့ထပ်လောင်းပြီးမှကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ကျွန်တော်တို့ဒီရထားတဲ့ဒီအားလေးတော့ကလေးငယ်တွေအတွက်လည်းတကယ်လို့တို့ပြောက်မှလည်းဆွေးရတယ်ဒါကြောင့်တို့တွေကိုလည်းတို့ထားပြီးမှမိဘတွေကသက်ဆိုင်တဲ့ဆရာဆရာမများလည်းဆက်ပြီးမှကူညီပေးကြပါတကယ်လို့တို့ပြောက်သွားတဲ့ဆိုရင်လည်းတို့လွတ်ကျသွားတဲ့ဆိုရင်ထပ်ပြီးမှကူညီပေးကြပါလို့သူပဲပြောပြချင်ပါတယ်အားလုံးလက်ဆောင်အတွက်မဲလိတ်ကိုရပြီးကြရလားမသိတော့နိုင်ပြီလားရပြီတော့အနောက်ကလည်းရပြီလားအစကျွန်တော်တို့ကမတည့်ရပြီးတော့မှဖြာရဲ့ကျေးဇူးချီးမွမ်းမယ်ကျွန်တော် Merry Christmas to you ဆိုမှကျွန်တော်အားရပါရသူကတီးဆိုရမယ်ချီးမွမ်းကြရအောင်အားရမယ်လက်ကိုဒီမှာချီးမွမ်းတယ်လို့အဲ့ဒီတစ်ချက်တီးဆိုနေတဲ့အခါမှာကျွန်တော်အချင်းချင်းလည်းနှုတ်ဆက်ကြရအောင်လို့အားလုံးဆက်ပြီးတော့အပြင်မထွက်သေးဘူးတော့ကျွန်တော်အဆုံးသတ်ပြီးမှတောင်းချပြီးမှအစီအစဉ်ပြီးမှဖြစ်တယ်လို့အပြင်မှာရှိတဲ့လူတွေလည်းအတူကမတည့်